နာတို့တထဲမှာအခုလိုမျိုးတေချင်းစိုးနဲ့အသေးစိုးနဲ့ခင်ဗျားတို့ပြောတဲ့ဒို့တောင်ဝင်အရေး၃ပါးအတွက်ကိုကြာဆုံးသွားကြတဲ့လူတွေကိုခင်ဗျားတို့တန်ဖိုးရှိနဲ့ဟမ်ဂုံတိတ်ခါရှိနဲ့သူတို့အတွက်တင်းချတိတတင်းချိုင်းကုန်းတစ်ခုထားဟလားခဏလေးတင်းချိုင်းကုန်းတွေမထားနဲ့ဘလို့အဝေးရောက်သွားပြီလွန်အဲ့လောက်မမျောမှန်းပေးနဲ့လောလောဆယ်မင်းအောင်နိုင်အာနာသိမ့်မှစစ်သားတဲ့ရေဘလောက်ပေသွားပြီအဲ့ဒီပေသွားတဲ့အလောက်အလုံးကိုမီးရှို့တာဖြစ်မြေမြုပ်တာဖြစ်လုတ်ပေးခဲ့လားဟမ်တိုက်ပွဲတစ်ခုကြောက်သွားတယ်အလောင်းတွေတန်းစီနေတယ်ခွေးကြိုက်တယ်ခွေးဆွဲတဲ့အကောင်ဆွဲနေမြောင်းပေးသိနေတဲ့အကောင်သိတယ်တခုမှလာကောက်မကြဘူးPD အဲ့ကောက်တချိုပေးရတဲ့စစ်ခွေးအလောင်းမောင်ဘလောက်ဖြစ်သွားပြီတော်လိုင်းဘက်က PD တွေချင်းနေတယောက်ကြောက်သွားတယောက်တေးချာအောက်ကူနဲ့ဟိုTNNနဲ့လုတ်ပေးထားတဲ့အောက်ကူတွေကိုပြပြီးသူတို့ဘက်ကကောင်တွေကဘူးပလီပန်းပြီးခွာနေတယ်မဘလက်တွေသေလို့ကုန်ပြီတဲ့မသူတို့ဘက်ကမတည်ဘူးလေတိုက်ပွဲတစ်ခုမှစခန်းတစ်ခုတိတ်အလောင်းဘလောက်တည်တယ်ဆိုတာကိုတရားဝင်ပြောထားတဲ့ဟာကိုပဲစရင်ပေါင်းကြည့်ကွာအဲ့လောက်တည်ထားတဲ့စစ်သားတွေအတွက်မင်းအောင်နိုင်ကိုလုတ်ပေးဖို့နေတာအခုစစ်ဖို့တယောက်ပြေးသွားရင်တိုးတိတ်တချို့ရတယ်တိုးတိတ်ရက်တယ်လူတော်ပေးအသိမခံမင်းတို့ဘောဖြစ်နေတာချင်းရင်နာမဆိုနာစီဟိုက်ကွာတို့တော်ဝင်အရွေးသုံးပါအတွက်လို့နိုင်ငံတော်အတွက်လို့အသက်တွေပြေးသွားပြန်တော့လူတိမှာဆိုတော့တိတ်ခွေးသိဒါကကံအကောင်းဆုံးလူကပါတယ်တိတ်စိတ်တချို့နိုင်တယ်ဒါကံအကောင်းဆုံးလူနော်စစ်တပ်ထဲမှာပြေးသွားလို့ကံအကောင်းဆုံးလူကတိတ်စိတ်လူမတိကြိတ်ငိုပြီးတော့တချို့ရတယ်ဒါကံအကောင်းဆုံးလူအဲ့ဒါဆိုရင်လူပါအလောင်းမရဘူးအဲ့ဒါဆိုရင်လူဆိုဘယ်နဲ့ရန်တုနေဒီမှာအလောင်းကြီးပုတ်ပွားကားရပြီးတော့ခွေးတွေကောင်းလို့အမဟိုခွေးနေဆွဲအဲ့အလောင်းတွေ့တယ်မလားဗီဒီယိုထဲတွေ့တယ်မလားအဲ့ဒါပဲအဲ့တော့ဒီတေဝါတဲ့စစ်သားမယားတွေကြံမြင့်ခဲ့တဲ့စစ်သားမယားတွေဒုက္ခိတဖြစ်သွားတဲ့စစ်သားတွေရဲတွေနော်ယူတော်ကြီးတွေမင်းအောင်နိုင်အပါဝင်အခုငါတို့ဘာကွာလောက်ပါကွာတက်ချုပ်ကြီးကွာအော်နေတဲ့ကောင်တွေဘာတခုတောင်ယူပေးလေအဲ့ဒီကျော်စိုးဦးတို့ပိုင်ရန်ကိုတို့တော်မျိုးမင်းတို့နော်အဲ့ဒီလက်ဆယ်ချောင်းမပြစ်ပါဘူးအော်နေတဲ့စောက်ချက်မရှိတဲ့ကောင်တွေအဲ့ဒီကောင်တွေဘာတခုတောင်ယူပေးတယ်အဲ့ဒါအပြေပဲနော်တော်လိုင်းရေးဘက်မှာဝိုင်းရနေတဲ့လူတွေအားလုံးကဗဇက်နဲ့တခုလုံးဝင်ရတာဟုတ်ဘူးနော်ကြာတင်းတုတ်ပြန်ဝမ်းနေမှုဂုံပြူမှုခင်ဗျားတို့ဒါတွေလောက်ရကောင်းမှန်းသိလားမေးလို့ရမလို့နေရာမှာရွှေမော်တော့သွားပြီးဘာသာတော့တာချာပြီမင်းနဲ့ရွှေမော်တော့နဲ့တန်လို့လားဟဲ့အောင်မင်းအောင်လားဟာပါဒါယူတော့ဝယ်တာမမင်းနဲ့ရွှေမော်တော့တန်လို့လားမင်းအောင်နိုင်ဘူးဒါကတလို့ရှိတယ်ဗျစစ်ဘုတ်ချုပ်တွေကလင်နာချရှိတယ်အဲ့ဒါပါလေစစ်ဘုတ်ချုပ်ဖြစ်လာရင်ခုနကတော့ဖျားထည့်ပြတယ်သာသနာပြုမင်းဖျားတယ်လိုက်တာလုံးမဖြစ်တာဘူးပြီးလို့ရှိရင်လှုပ်ချင်တာလှုပ်ပြီးဘာသာရေးကိုလှုပ်ပြလိုက်တယ်အဲ့ဒါစစ်ဘုတ်ချုပ်တွေရဲ့ဇယက်နော်သူတို့ထင်တာမိုးချုပ်ပြတာထမ်းလိုက်တဲ့ကာလို့ရမှာထင်တာဒါပေမဲ့အကုတို့ဟာသူတို့အုပ်ချုပ်သူတို့လက်ထိုးလို့မရဘူးဆိုတော့သူတို့မသိဘူးသိလားဒါကြောင့်မလို့စစ်ဘုတ်ချုပ်တွေမတာပေါ်သွားတဲ့အချိန်နောက်ဆုံးနေဝင်ချိန်မှာကြီးကြီးကျယ်ကျယ်မြင့်အခုကိုတို့ကဒေါက်တာဆောင်မြင့်မောင်နော်ဆုံးသွားတယ်နော်ဒါဒီလိုကာလမှာနော်ဒီလိုကာလမှာတော့မှဒေါက်တာဆောင်မြင့်မောင်နာရေးကဘလောက်ထိစီကားသွားလဲစစ်ဘုတ်ချုပ်မတာပေါ်သွားတဲ့နေဝင်ကစတယ်နေဝင်းမတာသူ့မိသားစုတော်မှအစုံမပါလိုက်ဘူးလူလေး၄၅၆ယောက်နဲ့ခွေးသေးကောင်လိုမျိုးမတာထားလိုက်ကြတယ်နော်တက်ဖို့ကောင်းတယ်ကြည့်နော်တေဦးလိန်ပြစ်တာပြီးသေသွားတယ်နော်ခင်ညော့ဘလို့ဖြစ်သွားတယ်စောမောင်ယူပြီးသေသွားတယ်အများဦးတန်းရွှေသေမဲ့ရထိုင်ဆောင်နေတာပဲလူစင်ပြီးတဲ့လူဘလို့ရှိတယ်အဲ့ဒါကြည့်တိုက်တော့ချမ်းသာပါစေလေအခုနေဝင်းမိသားစုပါလို့သူတို့အတိုင်းဝိုင်းဒီအုံးမကွက်လောက်ထဲမှာလား तू လှက်ပတ်ပြီးတော့တုံးပြဖြုံးပြပြီးတော့ तू တုံးဖြုံးတာကိုဖင်လိုက်ရက်တဲ့အောက်တန်းစားတွေနဲ့သူ့အဝင်းဝိုင်းထဲမှာလား तू နေလို့ရပတ်ပလစ်ပေါ်ထွက်လာပြီးတော့သူ့လိုကိုလိုတာမန်ပြည်လူတယောက်လိုလူထဲတွားခွင့်ရှိတာအဲ့ဒါဖြစ်သူတိုင်းပြည်ဘန်နာကိုသူ့ဖိုးခိုးထားလို့ကြီးချမ်းသာနေလို့ဒူဘိုင်းတွားပြီးဇိမ်ခံလိုက်ဘန်ကောက်လာပြီးတော့ဇိမ်လိုက်ဒီအနေဝင်တော့မလို့လောက်ချင်းလောက်နေတာဒါကပတ်သက်ရှိလို့ဟုတ်တယ်မလားဒါပေမဲ့သူ့ရဲ့လူတန်ဖို့နေဝင်းကြီးပါဆိုလက်မထောင်ပြီးတော့လူတွေကိုတာမန်လူတွေကိုသူ့လိုကိုလိုဝင်လို့ရတာအောင်ဆန်းကပြီးပါဆိုပြီးတော့တိုက်တဲ့နေရာသွားလို့ရတယ်နော်အဲ့ဒါအဖြစ်ဒေါအောင်ဆန်းစုကြည်အစ်မပြောပါနဲ့ဦးဝင်းမြင့်မျိုးဆက်နော်လက်ရှိတော်လိုင်းမှာဒေါက်တာဆောင်မြင့်မောင်တို့မျိုးဆက်တိုက်တဲ့နေရာသွားလူကပါကြည်ညိုတဲ့စိတ်နဲ့ကြည်တာခံရတယ်ဟိုကောင်တွေသွားရင်ကြည့်ဘလို့ပုံစံနဲ့ကြည်ခံရတယ်အဲ့ဒါအဖြစ်ပဲ